အားလုံးပဲမင်္ဂလာပါဆိုင်ယူ channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့လူသုံးများရဲ့ social platform တွေဖြစ်ကြတဲ့ Facebook YouTube TikTok စတဲ့ platform တွေကနေပြီးတော့တစ်ပတ်တစ်လမ်းကနေဝင်ငွေရှာချင်နေကြတဲ့လူတွေအတွက်ဝင်ငွေရှာလို့ရနိုင်မဲ့နည်းလမ်းလေးတွေကိုပြည့်စုံရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အခုပြောပြမယ်အကြောင်းအရာကိုစိတ်ဝင်စားရဲဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်ဗျကျွန်တော်ရဲ့ဆိုင်ယူ channel မှာဖုန်း software နဲ့ပတ်သက်တဲ့နည်းပညာတွေကိုပုံမှန်တင်ပြသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရင်တော့ channel လေးကို subscribe လေးနှိပ်ယူသွားပေးခဲ့လို့ရပါတယ်ဗျဒါဆိုရင်တော့အရင်ဆုံး YouTube ဆိုတဲ့ social platform တစ်ခုကနေပြီးတော့ဝင်ငွေတွေဘယ်လိုမျိုးရှာလို့ရနိုင်မလဲဆိုတဲ့အကြောင်းကိုရှင်းပြပြပါမယ် YouTube မှာဝင်ငွေရှာဖို့ဆိုရင်တော့ YouTube monetization အကြောင်းကိုသိထားဖို့တော့လိုပါတယ် YouTube monetization ဆိုတာက YouTube channel တစ်ခုမှာ video content တွေတင်မယ်အဲ့ဒီဗီဒီယိုတွေမှာကြော်ညာတွေရရှိပြီးတော့ဝင်ငွေတွေရဖို့အတွက်အခွင့်အရေးကိုပြောတာဖြစ်ပါတယ်ကိုပိုင် Gmail နဲ့ဖွင့်ထားတဲ့ YouTube channel တစ်ခုရှိရပါမယ်ကိုယ့်ရဲ့ YouTube channel မှာအနည်းဆုံး subscriber ရောက်1000ရှိရပါမယ်content video တွေလုပ်တဲ့လူဆိုရင်တော့အဲ့ဒီဗီဒီယိုတွေမှာတစ်နှစ်အတွင်းကြည့်ရှုနှုန်းနိုင်ပေါင်း4000ရှိထားရပါမယ်ဒါမှမဟုတ်ကိုက short video တွေတင်တဲ့လူဆိုရင်တော့3လအတွင်းမှာ10 million view ရှိထားရပါမယ်ကိုဖန်တီးထားတဲ့ဗီဒီယိုတွေက YouTube community guideline တွေကိုလိုက်နာပြီးတော့ဖန်တီးထားတဲ့ဗီဒီယိုတွေဖြစ်ရပါမယ်ကိုယ့်ရဲ့ channel မှာတင်ထားတဲ့ဗီဒီယိုတွေကသူများဗီဒီယိုကိုပြန်ယူတင်တာမျိုးဒါမှမဟုတ် copyright တွေမိနေရမျိုးဖြစ်လို့မရပါဘူးဒါကတော့ YouTube မှာဗီဒီယိုတွေတင်ပြီးတစ်ဖက်တစ်လမ်းအနေဝင်ငွေရှာနိုင်ဖို့အတွက်လိုအပ်တဲ့အချက်တွေကိုပြောပြပေးသွားတာဖြစ်ပါတယ် monetization အောင်ပြီးရင်လောက်ရမယ် Google AdSense account ချိန်နေနဲ့ပတ်စံထုံနည်းတွေကိုတော့နောက်ထပ်ဗီဒီယိုတစ်ခုမှာအသေးစိတ်ထပ်ပြီးရှင်းပြပေးပါမယ်နောက်ထပ်လူသုံးများရဲ့ social platform တစ်ခုဖြစ်တဲ့ Facebook မှာဗီဒီယိုတွေဖန်တီးပြီးတော့ဝင်ငွေရှာလို့ရနိုင်မယ့်အကြောင်းကိုဆက်ပြီးတော့ရှင်းပြပေးပါမယ် Facebook monetization ဆိုတာကလည်းကျွန်တော်ခုနကရှင်းပြပေးခဲ့တဲ့ YouTube monetization နဲ့ဆင်တူပါပဲ Facebook page တစ်ခုကနေဗီဒီယိုတွေတင်မဲ့အဲ့ဒီကိုတင်တဲ့ဗီဒီယိုတွေမှာ Facebook ရဲ့ကြော်ညာတွေကိုထည့်ပြီးတော့ဝင်ငွေရှာလို့ရနိုင်မယ့်ဒီလမ်းလေးပဲဖြစ်ပါတယ် Facebook မှာ monetization ရှောက်လို့ရနိုင်ဖို့အတွက်ကလိုအပ်တဲ့အချက်3ချက်ရှိပါတယ်ကိုယ့်ရဲ့ Facebook page မှာအနည်းဆုံး follower 9000ရှိရပါမယ်အဲ့ဒီ page ကဗီဒီယို5ပုတ်အနည်းဆုံးတင်ထားရပါမယ်တင်ထားတဲ့ဗီဒီယိုတွေမှာလည်းရက်60အတွင်းမှာကြည့်ရှုနှုန်းနိုင်ပေါင်း1000ရှိထားရပါမယ်ကိုကဗီဒီယိုတွေတင်တဲ့အခါမှာလည်း Facebook community guideline တွေကိုလိုက်နာရပါမယ်ဒီချက်တွေနဲ့ပြည့်စုံမှ Facebook မှာ monetization ရှောက်နိုင်ပြီးတော့ဝင်ငွေရရှိမှာဖြစ်ပါတယ်နောက်ထပ်လူသုံးတော်များတဲ့ social platform တစ်ခုဖြစ်တဲ့ TikTok မှာဝင်ငွေရှာလို့ရနိုင်မယ့်နည်းလမ်းလေးတွေကိုဆက်ပြီးတော့ရှင်းပြပေးပါမယ် TikTok ကနေပတ်စံဝင်နေဆိုရင်တော့ကိုယ့်ရဲ့ TikTok account ကိုအရင်ဆုံးဂျပန် region နဲ့ဖွင့်ပေးရပါမယ်ဂျပန် TikTok account ဖွင့်ဖို့ကနည်းလမ်းမျိုးစုံရှိပါတယ်ကိုယ့်ရဲ့ဂျပန်အသီးတယောက်ကိုကူညီတောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဂျပန် TikTok account ရောင်းတဲ့လူတွေစီရာဖြစ်ဖြစ်ဝယ်လို့ရပါတယ်ကိုကဂျပန် TikTok account လည်းဖွင့်ပြီးဆိုရင်တော့ monetization ရှောက်ဖို့အတွက်ကအချက်2ချက်လိုပါတယ်ကိုယ့်ရဲ့ TikTok account မှာ follower 1000အနည်းဆုံးရှိရပါမယ်ရက်30အတွင်းကိုတင်ထားတဲ့ဗီဒီယိုတွေအားလုံးပေါင်းမှာ1 million view ရှိရပါမယ်ဒီချက်တွေနဲ့ပြည့်ပြီဆိုရင်တော့ကိုယ့်ရဲ့ account မှာ monetization ရှောက်ပြီးတော့ဝင်ငွေတွေရှာလို့ရပါပြီကျွန်တော်ခုပြပြပေးခဲ့ရတဲ့ကတော့ Facebook YouTube TikTok စတဲ့ social platform တွေမှာဗီဒီယိုတွေဖန်တီးပြီးတော့ဝင်ငွေတွေဘယ်လိုရအောင်ရှာမလဲဆိုတဲ့နည်းလမ်းတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်ဒီနည်းလမ်းတွေကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်